လေးစားချစ်ခင်ရပါသောမိသားစုများလုံးပဲမင်္ဂလာပါဗျာ။ဇပူရဲ့အောင်မြင်မှုလောက်ွယ်ကဆရာဆိုတော့ဆရာကောင်းဆရာမြတ်တကယ်စံပြဆရာတွေရဲ့ဂုဏ်ကြီးကိုကျွန်တော်ဒီနေရာကနေပြီးတော့မှဆရာတွေရဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ်။ဇပူရဲ့အောင်မြင်ခြင်းအစာပြုမှာကြိုးစားမှုတွေရှိတယ်လို့အောင်မြင်မှုရဲ့နောက်ွယ်မှာတော့လမ်းပြပေးတဲ့ဆရာကောင်းဆရာမြတ်စံပြဆရာတွေလည်းရှိပါတယ်။ဇပူရဲ့လက်ဦးဆရာတွေဖြစ်တဲ့အမှုပညာနဲ့ပတ်သက်ပြီးတော့မှမွေးထုတ်ပေးလိုက်တဲ့ MUAC အမျိုးသားယဉ်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်ကဆရာတွေကလည်းဇပူကိုအသက်သွင်းပေးလိုက်တဲ့ပထမဦးဆုံးလက်တွေဖြစ်ကြပါတယ်ကျွန်တော်တို့ဇပူလေးကိုအခုချိန်ထိအောင်မြင်မှုရဲ့နောက်ွယ်မှာရောအောင်မြင်မှုရဲ့ရှေ့ကနေပြီးတော့မမမက်ရက်တည်ပြင်းနေတဲ့ဆရာတွေထဲမှာဆရာဝီစင်တို့ဆရာရဲမိုးတို့ဆရာမတော်မြင့်တို့တွေတို့လည်းပါဝင်ပါတယ်ဆရာသမားတွေရဲ့နာသုံးနာနဲ့ဆရာချင်းကို၅ပါးကိုဖြည့်ဆွက်ပြီးတော့အသက်သွင်းပေးလိုက်တာအောင်ဇပူဆိုတဲ့မင်းသားလေးတကယ်ကိုယတနာကောင်းလေးတက်လက်ဖြစ်ခဲ့ပါတယ်ဆရာတို့ရဲ့နာသုံးနာဝါဒနာတွေစေတနာတွေအနစ်နာတွေနဲ့ဒီဇပူပေါ်မှာအသက်သွင်းခဲ့ကြတယ်ပေါ့နော်ဇပူပေါ်မှာဖန်ပြီးပေးခဲ့ကြတယ်ပေါ့နော်ငါဆရာပဲငါကြိုးကြိုက်မယ်ငါရယူမယ်ငါမကိုနေရာပေးရမယ်ဆိုတဲ့မမာနာတွေတိတ်ခါချနေခြင်းတွေလုံးဝမရှိပဲဇက်တပင်ပညာရဲ့ပင်ပန်းမှုတွေကိုဝါဒနာအလျောက်တိခံကြော်ဖြန်ရင်းနဲ့ပေါ့နော်ဒီတပည့်လေးပေါ်မှာအမှားယွင်းမရှိစေဖို့စေတနာအပြည့်နဲ့ထမင်းမိဟင်းမိတင် जा ပေးခဲ့ကြတယ်ကူညီခဲ့ကြတယ်လက်တွဲခေါ်ခဲ့ကြတာပေါ့နော်ဒီကိုယ်ပိုင်အချိန်ကိုယ်ပိုင်အကျိုးစီးပွားတွေကိုအနစ်နာခံပြီးတော့ဒီတပည့်လေးလူလားမြောက်ရေးအတွက်ပုံဖော်ပေးခဲ့ကြတဲ့ဒီဆရာသမားတွေရဲ့စိတ်ရင်းဟာအောင်စပုဘဝမှာအဖို့မဖြစ်နိုင်တဲ့အင်အားတစ်ခုဖြစ်စေခဲ့ပါတယ်ဒီမြမရိုးရာမှာပေါ့နော်ဒီဆရာချင်းကို၅ပါးနဲ့ပဲ့ကင်ရှင်နေဖြစ်ခဲ့ကြတယ်ပေါ့နော်ဒီအသက်လဲတင်ဆိုတဲ့အတိုင်းအခြေခံကစအကုန်တင် जा ပေးခဲ့ကြတယ်ဒီပေါ့နော် MUAC အမျိုးသားယဉ်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်ကဆရာမတွေလည်းပါဝင်တယ်လို့ယခုချိန်ထိဇပူလေးပေါ်မှာအနာမှာနေပြီးတော့ခွန်အားဖြစ်စေတဲ့ဆရာတွေလည်းပါဝင်ပါတယ်ဒီပဲ့ပြင်ဆုံးမဆိုတဲ့အတိုင်းအကျင့်စာရိတ္တမပြတ်ပြအောင်နီးလန်းမှန်နဲ့ပြောပြပေးတယ်တွင်တင်ပေးတယ်တိတ်ပမချမ်းဆိုတဲ့အတိုင်းပရိသတ်တွေရဲ့အကြိုက်ဆွဲဆောင်နိုင်တဲ့လှုပ်ဝက်ချက်တွေကိုအိတ်သွန်ဖာမောက်တင်ပြပြသပေးခဲ့တယ်ပေါ့နော်ဘီယန်ကာစီဆိုတဲ့အတိုင်းဇပူလေးအပေါ်မှာအနိုင်ကျင့်ခံရတာတွေမရှိအောင်เนาะဒီအန်ဒီရီတွေမကြရအောင်အကာအကွယ်ကောင်းတွေပေးခဲ့ကြတယ်တင့်ရအပ်ဖို့ဆိုတဲ့အတိုင်းအောင်မြင်တဲ့လမ်းကြောင်းပေါ်မှာအရောက်ပို့နိုင်ခဲ့ကြတာဒီဆရာတွေပါဒီကျင့်ဝတ်တွေကိုဒီလက်ကင်ထားပြီးတော့ငါလုပ်ပြီးလို့အောင်မြင်တာဆိုတဲ့မမာနာတွေလုံးဝမထားခဲ့ကြဘူးကျွန်တော်တို့စပူလေးရဲ့အောင်မြင်မှုတိုင်းမှာဆရာတို့ရဲ့လက်ရာတွေမြစ်တာတရားတွေစိတ်ဝင်နေပေမဲ့ငါလုပ်ပြီးလို့အောင်မြင်ခဲ့တာငါကဘလို့အနစ်နာခံပေးခဲ့တာငါ့ကိုဘလို့နေရာမျိုးပေးရမယ်ငါဘလို့ကြိုးကင်မယ်ဆိုတဲ့အရာတွေမရှိတယ်လို့မာနတွေလည်းမထားခဲ့ကြဘူးဒီဆရာတွေကပေါ့နော်တကယ်ကိုဆရာကောင်းဆရာမြတ်ပြီးသားတယ်လို့တကယ်ကိုဆရာ